ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဇာယုံပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာ PUBG ဆော့ရဲ့လူတွေအတွက်မြန်မာငွေ1000ကျော်လောက်သုံးပြီးတော့ UC ဖြည့်ရုံနဲ့ PUBG ရဲ့ Royal Pass RPU ကိုစီဇန်တိုင်းလိုဂုံးစင်းလို့ရနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ဗျPUBG UC ဝယ်တဲ့အခါမှာဈေးနှုန်းသက်သက်သာနဲ့ယုံကြည်စိတ်ချမှန်ကန်တိကျစွာဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Psyche Game Store ကိုလာရောက်ဝယ်ယူအားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ဗျကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်အောင်ကျွန်တော်တို့ဂုံးစင်းမှုအတွက်ပထမဆုံးလိုအပ်ချက်ကတော့ကျွန်တော်တို့ရဲ့ game account ထဲမှာအခုလိုမျိုး Returner event တွေပေါ်နေရမှာဖြစ်ပါတယ်အဲ့ဒီ Returner event လေးပေါ်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့အချိန်9ရက်လောက်ရင်းနှီးပေးဖို့လိုပါတယ်ကျွန်တော်တို့ရဲ့ game account ကိုမဆော့ဘဲနဲ့9ရက်လောက် offline ဖြစ်ထားပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဂုံးစင်းမှုဆိုရင်တော့ကျွန်တော်တို့အချိန်9ရက်ကိုရင်းနှီးရမှာဖြစ်ပါတယ်။ကဲဒါဆိုရင် Returner event မှာဘာလုပ်လို့ရလဲဆိုတာကိုဆက်ပြီးတော့ရှင်းပြပါမယ်။အဲ့ဒီထဲက Return Special ဆိုတဲ့ထဲမှာကျွန်တော်တို့က UC bonus တွေယူလို့ရပါတယ်။ကျွန်တော်တို့ UC 60တခါဖြည့်လို့ရှိရင်ကျွန်တော်တို့ UC 60ကနေပြီးတော့1200အကြားပြန်ပြီးတော့ bonus ရနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ဗျာကန်ရန်ဆိုးတဲ့လူတွေဆိုရင်တော့ UC ကအနည်းဆုံး60 bonus ကတော့ရပါတယ်။အဲ့တော့ကျွန်တော် UC 60ဖြည့်လို့ရှိရင် bonus 60နဲ့ဆိုရင်တော့ကျွန်တော် UC 120ကိုရသွားပါပြီပြီးတော့ကြံပါသေးတယ်ကျွန်တော်ပြပေးထားတဲ့ purchase gift ဆိုတဲ့နေရာမှာ60 UC bonus ကိုတွားယူလို့ရပါသေးတယ်အဲ့တော့အနည်းဆုံးကျွန်တော်တို့ UC 60ထည့်ရုံနဲ့ total UC 180ပြန်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ RP ဖွင့်မှုအတွက်က UC 360လိုပါတယ်ကျန်တဲ့အမောင့်ကိုတော့ကျွန်တော်တို့ကထပ်ဖြည့်ပြီးလိုက်ရမှာဖြစ်ပါတယ်အကယ်၍ကိုက Returner event မှာ UC 60မပေါက်ဘဲနဲ့ကန်ကောင်းပြီးတော့များများပေါက်ခဲ့ရဆိုရင်တော့ကျွန်တော်တို့အနောက်မှာထပ်လိုက်ရမယ့်အမောင့်ကနည်းသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်ကို့မှာ RB ဝယ်လို့ရှိရင် short သေးကတ်ရှိတယ်ဆိုရင်လည်းကျွန်တော်တို့လိုက်ရမယ့်အမောင့်ကနည်းသွားမှာဖြစ်ပါတယ်ကျွန်တော်စီမှာ UC 60ကို3900နဲ့လာရောက်ဝယ်ယူအားပေးလို့ရပါတယ်အဲ့တော့ကျွန်တော်လုံနေတဲ့အမောင့်အတွက် UC ဖြည့်ဖို့လိုတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Psyche Game Store ကိုသိရပြီလို့ပြောချင်ပါတယ်ဗျဒီနေ့လေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့က UC နည်းနည်းပဲထည့်ရုံနဲ့ Royal Pass RP ကိုစီဇန်တိုင်းမှာဖွင့်သွားလို့ရပါပြီကျွန်တော်တို့က UC 360နဲ့ level 50တဝက်ကိုဖွင့်မယ် test stage လုပ်မယ်ပြီးလို့ရှိရင်တော့နောက်ထပ် level 50ကိုထပ်ဖွင့်မယ်ဒီလိုနဲ့ကျွန်တော်တို့က UC 360ရာအမြဲတမ်းကြံနေမှာဖြစ်ပါတယ်အဲ့တော့စီဇန်တွေဘယ်လိုပြောင်းကျွန်တော်တို့က RP ကိုဇက်တိုက်ဖွင့်သွားလို့ရပါပြီကဲဒီလမ်းလေးကတော့အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဘာဗီဒီယိုတွေတင်ပေးရမလဲဆိုတာကိုလည်းကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျကဲဒါဆိုရင်တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျအားလုံးပဲဘိုင်ဘိုင်ပါ